လူတယောက်ကကော်ဖီဆိုင်လေးတစ်ဆိုင်ကိုဖွင့်ချင်တယ်သူစိတ်ကူးထဲမှာတော့ဆိုင်လေးကလှနေမယ်မိကိုရောင်လေးတွေကနှွေးထွေးနေမယ်နရန်လိုဂိုလေးကလည်းခက်မှတ်မိုက်ပဲကစတမာတွေကကော်ဖီတောင်းရင်းနဲ့ဓာတ်ပုံရိုက်မယ် Facebook ပေါ်မှာတစ်ဖွဲဖွဲရှယ်ကြမယ်သူ့စိတ်ထဲမှာအဲ့ဒီပုံရိပ်ကအရန်ကိုလှပတွန်းနေတယ်ဒါနဲ့ပဲသူလုပ်ငန်းစားဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမလမှာတော့အတက်စရာပဲဆိုင်အပြင်စင်တွေလုပ်တယ်လိုဂိုဆွဲတယ်မီနူးတွေပြင်ဆင်တယ် Opening post လေးတင်လိုက်တာနဲ့မိတ်ဆွေတွေကလည်းလာအားပေးကြတာပေါ့မိုက်တယ်ဟေးဆိုင်လေးကလှလိုက်တာလို့ပြောကြတဲ့အခါမှာသူထင်လိုက်မိတာငါလုပ်ငန်းစပြီးတော့အောင်မြင်နေပြီတဲ့ဒါပေမဲ့တကယ်စီးပွားရေးဆိုတာ Opening တင်နောက်ပိုင်းမှာစတာပါနောက်နေ့မနက်6နာရီမှာဆိုင်ဖွင့်ရတယ်နို့တွေကုံသွားလာစစ်ရတယ်ကော်ဖီအရသာမနေရလို့တူရက်လာမြည်ရတယ်ဝန်ထမ်းနောက်ကျရင်ကိုယ်တိုင်ဝင်လို့ရတယ်ကစတမာတိုင်ရင်ကိုယ်တိုင်ပြန်ပြီးတော့အဆင်ပြေအောင်ပြောရတယ်နေ့ကုန်ရင်ငွေစရင်းချို့ရတယ်မယောင်းရတဲ့နေ့တွေမှာလည်းနောက်နေ့အတွက်ပြန်ပြင်ဆင်ရတယ်တပတ်လောက်ကြာတဲ့အခါမှာအလှသူ့ကိုမကယ်နိုင်တော့လိုဂိုလှနေတာဆိုင်ကိုလာဖွင့်မပေးဘူးဆိုင်အပြင်အစင်ကငွေစရင်းကိုလာချုပ်မပေးဘူး Opening day က customer ကိုနေတိုင်းပြန်ခေါ်မပေးဘူးအဲ့အချိန်မှာသူစပြီးတော့တိလာရတယ်သူကကော်ဖီဆိုင်ကိုတကယ်ချစ်ခဲ့တာလားဒါမှမဟုတ်ကော်ဖီဆိုင်ပိုင်ရှင်တယောက်ရဲ့နေ့စဉ်တာဝန်တွေကိုခံနိုင်ရရှိခဲ့တာလားစီးပွားရေးစကျင်တဲ့သူတွေမမြင်တတ်တဲ့အချက်တစ်ခုရှိပါတယ်လုပ်ငန်းအများစုကလုပ်ငန်းရဲ့ပုံရိပ်ကိုပဲချစ်ကြတာပါအောင်မြင်တဲ့သူတွေကတော့လုပ်ငန်းရဲ့ထက်ခါလုပ်ရတဲ့အလုပ်ကိုခံနိုင်ရရှိကြပါတယ်စီးပွားရေးဆိုတာ idea ကောင်းယူနေမလုံးတော့ပါဘူးနေ့တိုင်းမနက်မှန်မှန်ဖွင့်နိုင်ရမယ်နေ့တိုင်းစရင်းကိုအသေးချာကြည့်နိုင်ရမယ်နေ့တိုင်း customer ကိုပြန်ထိန်းနိုင်ရမယ်နေ့တိုင်း quality မကြောက်အောင်စနစ်တကျလုပ်နိုင်ရမယ်တကယ်တော့လုပ်ငန်းတွေပြတ်သွားတာ idea မကောင်းလို့မဟုတ်ပါဘူးလုပ်ငန်းရဲ့နေ့တိုင်းလုပ်ရမယ့်အပိုင်းကိုထည့်မတွက်ထားမိလို့ပင်ပန်းပြီးတော့ရပ်သွားကြတာပါဒါကြောင့်စီးပွားရေးမစခင်မှာဘာလုပ်ရင်ပတ်စံရမလဲလို့ပဲမမေးပါနဲ့ဒီမေးခွန်းကိုပဲကိုပြန်မေးပါဒီလုပ်ငန်းရဲ့ပြင်းစရာကောင်းတဲ့အလုပ်တွေကိုငါနေတိုင်းလုပ်နိုင်မလားဘာလို့လဲဆိုတော့လုပ်ငန်းတစ်ခုရဲ့အနာဂတ်ကိုဆုံးဖြတ်တာခဏတာဖြစ်လာတဲ့ idea မဟုတ်နေတိုင်းပြန်လုပ်နိုင်တဲ့စီးကမ်းပါပဲဒါကြောင့်ဒီအခြေအနေမှာကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်သင်စကျင်တဲ့လုပ်ငန်းနာမည်ကိုစာရွက်ပေါ်မှာရေးပါပြီးရင်အောက်မှာဒီစာကြောင်းလေးကိုထည့်ရေးပါဒီလုပ်ငန်းရဲ့နေတိုင်းမဖြစ်မနေလုပ်ရမယ့်အလုပ်၅ခုအဲ့ဒီ၅ခုကိုရေးပြီးမှပြန်စဉ်းစားပါအဲ့ဒီအလုပ်တွေကိုမိတ်ဆွေလက်ခံနိုင်နေဆိုရင်မိတ်ဆွေလုပ်ငန်းစလို့ရပြီအဲ့ဒီအလုပ်တွေကိုမိတ်ဆွေမမြင်ဘူးဆိုရင်တော့သင်ချစ်နေတာလုပ်ငန်းမဟုတ်သေးပါဘူးလုပ်ငန်းရဲ့အပြင်ဘက်အလှပါလေးကိုပဲချစ်နေတာဖြစ်ပါတယ်ဒီလုပ်ငန်းစမယ့်အချိန်မှာမိတ်ဆွေအတွက်တခုခုအကြံဉာဏ်လိုချင်တာပဲဖြစ်ဖြစ်ပတ်စံရှိပေမဲ့ဘယ်လုပ်ငန်းကိုစမလို့ပဲဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ချက်ပိုင်းလုံးမှာ Pilot Have ဆိုတဲ့ဒီစီးပွားရေးအကြံပေးလမ်းပြ AN Guide ရှိပါတယ်လာပြီးတော့ဆက်သွယ်လို့ရပါတယ်ဗျ